မသိတာမရှိဘူးကြိုက်တာမေးငါစကားမဆုံးသေးဘူးလေအင်္ဂလိပ်လိုတကယ်တက်လားတကယ်တက်တာပေါ့ငါရှိရမြန်မာလိုပြောရင်ငါ transition ဘာသာပြန်ပေးမယ်ကျွန်တော်မှချစ်သူတယောက်ရှိ I have a lover အတိတ်ပဲဟာ I ဆိုတာကျွန်တော် has ဆိုတာရှိတယ် lover ဆိုတာချစ်သူ I have a lover ကျွန်တော်မှချစ်သူတယောက်ရှိပါတယ်မိုက်တယ်သူကလည်းသူကြတော့မစိုးဘူးကသူမရဲ့နာမည်ညိုညိုမြင့်လို့ခေါ်ပါတယ် Her name is brown highs ဘာကြီးတော့ဟာ brown ဆိုတာအညို high ဆိုတာအမြင့် brown high ညိုညိုမြင့်တဲ့လားအဲ့ဒါဘာဖြစ်တာလဲလို့အပေါ်မှာအလုပ်သဘောရပြက်လုံးပြက်နေအောက်ကနေဟေးနဲ့မလောက်ပါနဲ့ဒီတခါလုံးတယ်လို့အဲ့ဒါဝိုင်းကြော်ရဲ့ချစ်သူပဲအေးအများကြီးပဲသူမဟာကလစင်လေးလို့ချောပါတယ် She is the Indian elephant အတိတ်ပဲဟာ Indian ဆိုတာကလ elephant ဆိုတာစင် Indian elephant ကလစင်ဟာသူမဟာပြင်းမနာမှနေပါတယ်တေးတော့ပေါက်လိုက်မပေါက်နဲ့ရှောက်အောင်ပြောသူမဟာပြင်းမနာမှနေပါတယ်ဟဲ့ရပြီ She lives the lazy non stop အတိတ်ပဲဟာ lazy ဆိုတာပြင်းတဲ့ non stop ဆိုတာမနာဘူး lazy non stop ပြင်းမနာဟာအဲ့ဒါမှန်းသိငါနေပြည်တော်ဘက်ကမေးပါတက်ကုန်းဘက်ကနေပတ်ထွက်တာပေါ့သူမရဲ့အဖေနဲ့အမေကကျွန်တော်နဲ့လုံးဝသဘောမတူပါ Father and mother is very စောင့်မြင်ကက်စောင့်မြင်ကက်ကဘယ်ရပါလဲဒီလောက်မြင်ကက်မှာတော့ဘယ်သူကသဘောတူမှာသွားဟုတ်